ခုမြင်တွေ့ရတဲ့မြင်ကွင်းကတော့မြေရှားတတ်ထုအိတ်တွေဖြစ်ပါတယ်ရှားတတ်ထုထည့်ထားတဲ့ဆာလာအိတ်တွေဖြစ်ပါတယ်ဒီမှာတော့မြေရှားတတ်ထုထည့်တဲ့ကန်ကြီးပဲဖြစ်ပါတယ်မသိရင်တော့ဒါထုံးနေလို့ဆမ်းမှုန်နေလို့မြေရှားတတ်ထုကတော့ဖြူပါကျွန်တော်တို့ကအရိုင်းစင်မှရှိပါသေးတယ်မသိရင်ဒါထုံးဝက်စားထုံးနေဖောက်နေတဲ့ထုံးကန်ကြီးလို့ပါပဲဖြူရောင်နေပါဒါမှတော့တရုတ်ပြည်ကိုဒီဆာလိုက်တွေနဲ့ထည့်ပြီးတော့တရုတ်ပြည်ပို့မှဖြစ်ပါတယ်တရုတ်ပြည်ရောက်မှသူတို့ရဲ့နီးစနစ်တွေနဲ့လောက်လိုက်တဲ့အခါမှာတန့်စင်တဲ့အရန်ကောင်းတဲ့မြေရှားတတ်ထုထွက်ပေါ်လာတာဖြစ်ပါတယ်မြေရှားတတ်ထုမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုဒ္ဓအဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်